မြုပ်လီဆိုတဲ့အပိုင်းမှာစီးပွားရေးမှာနှစ်ပိုင်းရှိမယ်ကျွန်တော်ပြောပြမယ်ရောင်းစားတာနဲ့ရင်းစားတာနဲ့ကျွန်တော်လမ်းဘေးဈေးတဲ့ဘဝမှာအဲ့လိုလူတွေအများကြီးတွေ့ခဲ့ရတယ်တချို့ကရောင်းစားတာတချို့ကရင်းပြီးစားတာရောင်းစားတယ်ဆိုတာကဘာလဲဆိုတော့ဘာပလန်မှမရှိဘူးဘာစူးစမ်းမှုမှမပါဘဲနဲ့350နဲ့ခင်ဗျစိုင်ဖွင့်လိုက်ရောင်းတယ်1000ဘိုးရလာတယ်အဲ့1000ဘိုးဈေးဘိုးလုပ်လိုက်တယ်နောက်နေ့ထက်ရောင်းတယ်2000ဘိုးရလာတယ်2000ဘိုးဈေးဘိုးလုပ်လိုက်ဘာစရင်စရာမှမရှိဘူးရောင်းရမယ့်ပုံစံဘာမှနားမလည်ဘူးတကယ်ရောင်းပြီးမြက်နေတာလားရှုံးနေတာလားဘာမှမသိဘူးအဲ့ဒါကိုရောင်းစားလို့ဆိုသိလားနောက်တစ်မျိုးကကြတော့ရင်းပြီးစားတာမြုပ်တဲ့ပုံစံချင်းမတူဘူးနော်မြုပ်တော့မြုပ်တာပဲနှစ်ခုသလုံးရင်းပြီးစားတယ်ဆိုတာက350ရင်းပြီးစိုင်ဖွင့်လိုက်ရောင်းတယ်မက်ကာနစ်တေချာမရှိဘူးဒါပေမဲ့ तू စူးစမ်းပြီးတော့ရောင်းနေတယ်စူးစမ်းပြီးတော့ရောင်းနေတယ်တကယ်မြတ်တာ1000ဒါပေမဲ့သူ့အသုံးစရိတ်က1000ပဲအခုနာကရောင်းစားတဲ့ကောင်က6လခံမယ်ဆိုရင်ရင်းစားတဲ့ကောင်ကခင်ဗျတစ်နှစ်ခံဘာဖြစ်လို့ဆိုတော့အဲ့2ယောက်သလုံးမှာစီးပွားရေးလုပ်ရမယ် logic မပါလာလို့စီးပွားရေးဆိုတာအတွေးခေါ်နဲ့လုပ်ရတာအတွေးခေါ်ပါတယ်တွေးရတယ်ငါတလောက်ရင်းမှာငါတလောက်ရောင်းမှာငါတလောက်အမြတ်ရမှာငါတလောက်သုံးလို့ရမှာငါတလောက်ပဲမြက်ပြီးတော့တလောက်သုံးနေတယ်ဆိုရင်ငါအရင်ကတလောက်ဆိုရင်ကုန်သွားမှာအဲ့ဒါတွေကိုသိဖို့လိုတယ်အဲ့ဒီအတွက်ကိုလှုပ်လီမြုပ်လီဆိုတဲ့သူတွေအားလုံးကခုနကကျွန်တော်ပြောသလိုရောင်းစားတဲ့ကောင်နဲ့ရင်းစားတဲ့ကောင်ခင်ဗျားတို့အဲ့နှစ်ခုကြားထဲမှာတေချာပလန်ကြစီစဉ်နိုင်မှခမရဲ့အရင်မပြောက်ဖ ೇನೆ ခမအမျက်နဲ့ခမအသုံးစရိတ်ကိုခမကာလို့ရခမရဲ့ဈေးဘို့ကိုခမရှာပြီးတော့ကာလို့ရမှာလှုပ်လီမြုပ်လီလို့ပြောနေတဲ့သူတွေအားလုံးဟာအစီအစဉ်တကြဘာမှမလုပ်နိုင်လို့ဒီစကားတွေထွက်တယ်အဲ့ဒါဆိုရင်ခမလှုပ်နေတဲ့လူတွေအားလုံးရှုံးနေတာလားခမတို့ပါဝင်ခြင်းမှာကြည့်လိုက်လေဘာလို့ရှုံးတဲ့အလုပ်ဆိုရင်ဘယ်ကောင်းမှလုပ်မှာမဟုတ်မရှုံးလို့စိုင်းတွေဖွင့်ပြီးရောင်းဝယ်တွေလုပ်နေကြတာဗောမရှုံးအောင်ဘလို့လုပ်မလဲဆိုတဲ့ plan ကိုယ်တိုင်ချလေလှုပ်လီမြုပ်လီလို့ပြောတဲ့သူတွေအားလုံးကတေချာပိုင်နိုင်စီမံခန့်ခွဲမှုမရှိလို့လှုပ်လီမြုပ်လီဖြစ်တယ်မိတ်ဆွေတို့အလုံးမှာလဲငါတကယ်လှုပ်ပြီးတော့တကယ်မြုပ်နေတာလားဆိုတော့တေချာစဉ်းစားပါသူများတွေကတကယ်လှုပ်ပြီးတော့တကယ်ဖြစ်ထွန်းနေတာငါကြမှတကယ်လှုပ်ပြီးတကယ်မြုပ်နေတာဘာကြောင့်လဲဆိုတော့အဖြေရှာပါခုရခဲ့ဆိုကွန်မန့်မှတ်ခဲ့ပါနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်